လုပ်နေငါကြည့်လို့ဟဲ့လားအေးရလာပြီဆိုမွေးနာပဲ喂，你叫喂叫，哦。ဒါကတော့နောက်ရက်ပေါ့နော် China Town ကအဲ့ဒီ workout ကင်ထမင်းဆိုင်မှာစောင့်နေတာပေါ့တူတူရဲ့အဲ့ workout ကင်ကလည်းကျွတ်ရွာပြီးစားလို့အရင်ကောင်းတယ်ကျမတို့မှာခဲ့တာ workout ကင်ထမင်းနဲ့ဝက်လက်ထမင်းစားခဲ့ပါရဲ့ကြာလေးဒါလေးလွတ်လာတယ်လိုက်မယ်မနေ့ကရှင်းပြသွားဂျူးမလောက်တာဒါကတော့နည်းနည်းဈေးပတ်ပြီးတော့မောလို့ဆိုပြီးအေးတောက်နေကြတာရတယ်ဘာရဒီဟာလေးနဲ့လိုချင်တယ်ကွဒီဟာရဲ့ယူပါမယ်1 2ဟာဟာရှက်ဖြူလေးဖြူနောက်ခုcooking ရယ်ဒူအော်ကြာလိုက်ညမှာစမ်းရထင်တာပဲဒီအိတ်နဲ့ခဏထုတ်နေအောင်ကတ်နေ1 2 3အေးလေးပြဟုတ်လားငါဒီရပါလားကဲနေတဲ့လူချင်တော့ကိုလက်စီရပါတန်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 ကဲဒါကတော့ကျွန်မစပင်အရောင်ပေါ့နော်အရမ်းမိုက်တဲ့ကာလာချိန်တော့မှာပဲဖြစ်ပါရဲ့ဘာကာလာချိန်ထားလဲဆိုတာနောက်ဗီဒီယိုကြမှာတင်ပေးပါမယ်အပ်လို့ပဲပုတ်ပါ